မြစ်ဆိုတာတည်ငြိမ်စွာစီးစင်းနေရင်သူ့ရဲ့ကြည်လင်ခြင်းများနဲ့ဆွဲဆောင်ဖန်စားပြီးဝဲကရက်တွေကိုရင်ဘက်ကြီးနဲ့ဖုံးကွယ်လို့ထားတဲ့မြစ်တစ်စင်းရဲ့စီစဉ်ချင်းနဲ့တူတိတ်တဆိမ့်နဲ့ကမ်းမများစွာတိုက်စားလို့ဝါမျိုးသွားခဲ့ပြီးဒါမြစ်တို့ရဲ့မာယာတစ်ခုလေးလားတသွင်းသွင်းစီစဉ်နဲ့မြေရှိပြန်တိုင်းအသစ်သစ်သောပြောင်းလဲစီစဉ်မှုများနဲ့ဘာကိုမှထောက်ရလို့မသတ်မှတ်ခဲ့ပါဘူးမင်းလည်းထို့သူပါပဲငါချစ်တွေအသောချပြီးအောင်မြင်တဲ့နေ့ရောက်မှဆုံးပြလို့ဝေးကိုထွက်သွားတဲ့ငါကမင်းရဲ့အသောခံမဝပါတွင်တွင်စီစဉ်နဲ့မြေရှိပြန်တိုင်းအသစ်သစ်သောပြောင်းလဲစီစဉ်မှုများနဲ့ဘာကိုမှထောက်ရလို့မသတ်မှတ်ခဲ့ပါဘူးမင်းလည်းထို့သူပါပဲငါချစ်တွေအသောအောင်မြင်တဲ့နေ့ရောက်မှဆုံးပြလို့ဝေးကိုထွက်သွားတဲ့ငါကမင်းရဲ့အသောခံမဝပါမြေယာမနေရာစီစဉ်တာမြစ်တို့ရဲ့သဘာဝသူရီမန်းရာပင်လေစီရောက်ဖို့ရာရာကိုချေရထားခဲ့ပြီးမင်းရဲ့ချစ်တွေဟာSagrega ရည်ရွယ်ခဲ့တာလား